ဟာစော့နေရပိုင်အမနိုင်လို့ဂိမ်းဖြတ်လိုက်ပြီပြီးရောပဲငါရောက်ပြန်ခုံရမှာကွာဒါဟာဘလူးကြီးတော့ကွာရှေ့ပါအေးအဲ့လိုစူးပေါ်တဲ့ခုံချပလိုက်တယ်ပြီးရောပဲရောက်ဒါကြီးကဘာကြီးတော့လို့အဲ့ဒါကြီးဟာရောက်ကြီးအဲ့လိုကြီးလားငါပညာလာစမ်းနေပြီဟာလုံပြေးပြီးမခုံရဲဘူးကွာပြေးပြီးခုံလိုက်ရတာဒုက္ခပေးတော့မယ်ခုံဟာဟာဟာရောက်ကြီးဟိုဘက်ဒီဘက်ပေးခုံနေတာနော်ဟာဟာဟာရောက်ဟာဘလူးကြီးတော့ကွာอืมအေးစေးတို့မင်းတို့လှုပ်လိုက်အောင်မင်းတို့လှုပ်လိုက်အောင်လှုပ်လိုက်အောင်မရဘူးရတခါပဲရမယ်ဆောက်ဒီဒါပဲလာမှာလဲသားဟာရောက်လက်မြန်လို့ပေါ့ဟာ what the fuck အဲ့ဒါကြီးတကားပေါ်မှာပေါ်လာဟာရောက်ကြီးဒီဘက်လည်းခုံလို့မရဘူးဟိုဘက်လည်းခုံလို့မရဘူးရောက်အေးစေးပဲโอเคရိုးနေပြီရောက်ဒါကြီးကဘယ်လိုသွားမှာလဲခုံရတော့ဟုတ်ပါပြီကွာအဲ့လိုကြီးလားရောက်မလုံးနဲ့ဒီဟာရောက်ကြီးခလုံးနှိပ်တော့မမိတော့ချောဟောမဟုတ်ဘူးကွာဟာရောက်သွားလိုက်ပြီအဲ့ခလုံးမနေအောင်နဲ့တွေ့အဲ့ခလုံးတော့နေမှပြီးတော့ဟာမြန်သွားတာရောက်ကြီးဟာခလုံးနေမြန်သွားတာဟုတ်တယ်ကွာခလုံးနေမြန်လာတာအဲ့ကြီးဟင်းခလုံးမနေရအောင်လားဒီကောင်ဟာရောက်ဟောဒီဘက်မှာခလုံးတစ်ခုပေါ်လာအဲ့လိုလဲမခတ်ငါလို့မှဘာမှပြောချင်မပေးတော့ကွာဟာရောက်အဲ့ကြီးဘလို့ဖြစ်လို့ဘောနေကြလာတော့ဟာလာကလာရောက်ဘလို့လုံးအောင်မှာတော့လို့အဲ့ဒါကြီးဟာငါအောက်ပြီးမချောင်တော့ကွာတို့ပဲနည်းနည်းပါဒီလောက်ဖွင့်ပေးပါအောင်ကွာလို့မင်းတို့ရဲ့ဟေးဟာရောက်ဟာလူမြင်ကောင်းလေလောက်ကြပါအောင်ကွာလို့ဒီမှာရောက် easy ရောက်အဲ့တုံးစားရလှည့်စားတော့မယ်ငါတိတယ်လို့လုံးမဲ့ငါ့ကိုကြည့်လားဘာလောက်တာတော့အဲ့ဒါကြီးလုံးမဲ့ဟာရောက်အဆူကြီးပေါ်လာတယ်ဒီလောက်ကြပါအောင်အဲ့ရိုးပါပြီ easy ပဲတစ်ခါပဲရမှာနှစ်ခါမရဘူးဟာမြန်လိုက်တာကွာအဲ့လောက်ကြီးမြန်တော့လဲဆင်မပြေဘူးလေဒီမှာဒီလောက်မြန်နေနောက်တစ်ခါဆိုနှေးပြီလားဟာရောက်ရှိလာမလို့နဲ့ရက်လိုက်တာတဲ့ကြည့်ပါဦးကွာဟာဟဲ့ရောက်ဘလူးပိတ်လိုက်တာတော့လို့ဟာမရဘူးတဲ့ဟေးလောက်ကြပါဦးငါဘလူးဆော့ရမှာတော့လीခန့်မြန်မရအောင်နဲ့တူရဲ့မရဘူးတလားမြန်တယ်ဒီလောက်မှဒီထက်မှမြန်လို့မရတော့ဟောမြန်ရတယ်ဟာအော်ဒီခြားထဲမှာဘာဒီပေါ်လာအောင်လည်းမသိပါဘူးကွာဟာရောက်တလုံးချင်းစီနော်အဲ့ဒါကြီးအနေများတယ်နော်ဟာရောက်ကြီးအပေါက်ကျုံရတာလေအောက်ကို